ဒါကကပြားဝေပြီးတော့ပို့တဲ့ဟာဘာနောက်ကျနေတာနောက်ကျနေရတာဒါကဘာလဲလေးဖြတ်ထားတာဟုတ်တယ်လေးဖြတ်မပြောနဲ့မဆိုနဲ့မပြောနဲ့ဟုတ်လားအဖွားရောရှိလားလို့ဆုံးသွားပြီလားလင်းငယ်ဆဲတော့ဆုံးဟုတ်လားရက်လက်ပြီလားပြီးသွားပြီပြီးသွားပြီလာအဲ့ဒါဆိုရင်ဒီမှာတားဖလားတားဖကျင်းတဲ့တားဖစားဖို့စမ်းနှစ်ပြီစီ90တာစားရပိတ်တာနော်ယူဆိုင်သွားမယ်နော်ဟုတ်ကဲ့ဖြစ်ဖြစ်သွားမယ်အသက်ကဘယ်လောက်ရှိတော့80ခွန်ယူဆိုင်အောင်ကြမ်းပါရေးဆောင်းတော့မယ်နော်စနေတကြလေးဒါဆိုရင်ပြီးသွားပြီလိုအပ်တူလက်ဝဲလေးရောက်သွားပြီဟုတ်တယ်နော်ကျွန်တော်မတန်ဘူးလားလက်မတန်တာပွင့်နိုင်လားရလားရတယ်ခဏလေးနော်ဒါယူဆိုင်တော့အောင်နော်ဟုတ်မโอเคဗျဟုတ်စားလေးတစ်ပိတ်တာပါပါလေးရဲ့ဗျမကပြားလေးဖွာနိုင်လားနိုင်မယ်မနိုင်ရင်ကယ်ရီခေါ်ပေးလိုက်မယ်နိုင်ဟုတ်ပြီဗျနော်ဟုတ်မေမရောကပြားလေးဟုတ်ပေးလိုက်နော်ဆက်တိုးပါလားမေလားဒီရက်ကွက်လာလူမပေးရတာကြာလို့လာလူပေးရနော်စားနှစ်ပြီပါတယ်စား90စားတစ်ပိတ်တာစီ90တော့နော်တန်းကြီးမရှိတော့ဘူးဟုတ်ပါကျွန်တော်မလာပြတာကျွန်တော်ခီးတယ်မရောက်တဲ့ data တွေကိုလှည့်ထွက်ပေးနေရလို့လာအမေဒီရှိတော့အမေမျက်စိမကောင်းလားအမေရောဆန်းလေးအမေနိုင်လားစီ90တာပေးအောင်မယ်နော်အမေရောယူဆိုင်နော်စီလေးပေးအောင်ဗျအဲကျေးဇူးပါလူကြံနေတော့ကပြားသမားလူကြံနေတော့ကပြားတွေကြံနေရလားကပြားကုန်ပြီစီကုန်ရင်တော့ပြီးကြရောနော်ကဲဟုတ်ပြီနော်အားလုံး3မျိုးပြည့်ပြီနော်လာအမေလာပါစံလေးက2ပြီစားလေးကတစ်ပိတ်တာစီလေးက90တာပါဗျာနော်ဟုတ်ကဲ့လာပါလမ်းလေးဖို့မေးပါကတ်ရတဲ့လူလေးပစ္စည်းထုတ်အောင်နော်ဟုတ်ကဲ့စားလေးလောက်ပါအောင်စားလေးဟုတ်နောက်မှ3ယောက်ရှိမယ်တဲ့နော်ဟုတ်လားဟုတ်ကဲ့ရတယ်နော်ခဏလေးနော်အဖွားနိုင်မလားပြီးပါတယ်ဟုတ်ညီလေးပါတယ်ဒီကစံလို့လားစံတော့ယူနေအဲ့မြင်နေတော့မင်းဖွားကူတယ်ပေးအောင်နော်ပေါက်မယ်ဖြည်းနော်နောက်ကကတ်မပါဘူးလားမင်းနော်ဘာကတ်ပါလားပါတယ်ကတ်ပါတယ်လို့ရင်ထုတ်အောင်နော်ကတ်ပါတယ်ဒီပြီးမှာခဏလေးနော်ငါနဲ့တင်မယ်ဟုတ်ကဲ့အမတင်လိုက်တော့အမဝေစုနော်ဟုတ်ပြီနော်ဘာစံလေး2ပြီစီဟုတ်ပြီနော်ဟုတ်မဲ့သူ့မေကစေးအဲ့ငါပြောတဲ့ဟာဒါကကက်ပြားဝေပြီးတော့အမေကနောက်ကျနေတာနောက်ဘေးမှာမရတဲ့လူတွေလည်းအများကြီးရှိတယ်တို့ပေမဲ့လို့ဦးစားပေးပြီးတော့ဟိုလုပ်ပြလိုက်တယ်ကြံတဲ့လူတွေကိုတော့မရတဲ့လူလေးတွေကိုကျွန်တော်နောက်တစ်ခေါက်ကျတော့စဉ်းစားပေးမယ်နော်ကျွန်တော်စနေတကြလေးတွားချင်လို့ကက်ပြားနဲ့တိုကင်များနဲ့ဝေပြီးတော့လှူပေးရနော်အခုစားဒီမှာအမေတို့က12ပြီစီ90တာ12ပြီဟုတ်ပါဘူးဟိုပြောစားတစ်ပိတ်တာဟုတ်ပြီနော် view site တော့ညလုံးတစ်ပတ်မမြင်ရတော့ဘူးလားမြင်ရတော့အသက်ကဘယ်လောက်ရှိတော့83 view site တော့ချက်စားပြတ်တယ်မဟုတ်လား view site တော့နော်ကျေးဇူးပါ